Hello အားလုံးပဲမင်္ဂလာပါချစ်တို့ရဲ့အားလုံးပဲမင်္ဂလာပါနော်အခုနောက်ပိုင်းလူတွေတော်တော်များများ social media ကိုအသုံးပြုပြီးတော့မှ social online ကိုအသုံးပြုပြီးတော့မှပတ်စံတွေရှာကြတယ်ဝင်ငွေတွေရှာကြတယ်အဲ့ဒီဟာကတော့လူတွေတော်တော်များများလောက်ကြတဲ့အလုပ်ပေါ့နော်လူတွေတော်တော်များများလုပ်နေကြတဲ့အလုပ်တစ်ခုဖြစ်တယ်ဒါပေမဲ့လူတွေမေ့ကြံခဲ့တာကတော့ဘာလဲဆိုတော့ဒီကနေ့မှာကျွန်မပြောပြပါမယ်ဒီလူတွေမေ့ကြံခဲ့တဲ့အချက်တစ်ချက်ကတော့ကိုယ့်ရဲ့အားသာချက်ကိုမေ့နေကြတယ်ကိုယ့်ရဲ့အားနည်းချက်ကိုပဲတတိယပြီးတော့မှအားသာချက်ကိုမေ့ထားကြတယ်ကျမတို့ကအားနည်းချက်ကိုအဓိကမကြည့်ဘဲနဲ့ကိုယ့်ရဲ့အားသာချက်ကိုကြည့်ရမှာဖြစ်တယ်ကျမတို့ရဲ့အားသာချက်ကဘာလဲเนาะလူတယောက်မှာလေအားနည်းချက်နဲ့အားသာချက်ဆိုတာအမြဲတမ်းရှိတယ်အမြဲတမ်းဒွန်တွေးတယ်ဒါပေမဲ့ကိုယ့်ရဲ့အားနည်းချက်ကိုမတွေးဘဲနဲ့အားသာချက်ကိုအရင်တွေးပြီးတော့မှတွေးကြည့်ပြီးတော့မှငါဘာအားသာတယ်လဲငါစီမှာဘာတွေအားသာချက်ရှိတယ်လဲဆိုတဲ့ဟာကိုကျမတို့ကြည့်ပြီးတော့မှသုံးသပ်ပြီးတော့မှမိမိကိုယ်ကိုသုံးသပ်ပြီးတော့မှအဲ့ဒီအားသာချက်အဲ့ဒီမိမိရဲ့အားသာချက်ကိုကျမတို့ရဲ့ negative လိုမျိုးပေါ့နော်ကျမတို့တက်လမ်းမဲ့ negative လိုမျိုးအသုံးပြုတတ်တယ်ဆိုရင်ကိုယ့်ရဲ့အားသာချက်ကနေကိုယ့်အတွက် negative ဖြစ်သွားနိုင်တယ်ကျမတို့ဒီအထူးသဖြင့်ကျမအားပေးချင်တာမိခင်တွေပေါ့နော်ကလေးမိခင်တွေကလေးအမေမေတွေပြီးလို့ရှိရင်အမျိုးသမီးတွေကိုကျွန်မအားပေးချင်တယ်ကိုယ့်ရဲ့အားနည်းချက်ကိုမကြည့်ဘဲနဲ့ကိုယ့်ရဲ့အားသာချက်ကိုအရင်ကြည့်ပါကိုယ့်ရဲ့အားသာချက်ကိုကြည့်ပြီးတော့မှအဲ့ဒီကိုယ့်ရဲ့အနည်းငယ်သောအားသာချက်ကိုကျွန်မတို့ကဖန်တီးမယ်ဆိုရင်ကိုယ့်ရဲ့အားနည်းချက်ကိုကျမတို့ကအနိုင်ယူသွားပြီးတော့မှကိုယ့်ရဲ့အားသာချက်ဟာကိုယ့်ရဲ့ negative လိုမျိုးဖြစ်မယ်လေအဲ့တော့ကျမတို့စီမှာအားသာချက်ကဘာရှိလဲဆိုရင်တချို့လူတွေဆိုလို့ရှိရင်စကားအပြောတွေကျွမ်းကျင်တယ်တချို့လူတွေဆိုလို့ရှိရင်အချက်အပြုတ်တွေကျွမ်းကျင်တယ်တချို့လူတွေဆိုလို့ရှိရင်တော့ဟာသားတွေကျွမ်းကျင်တယ်တချို့လူတွေဆိုလို့ရှိရင်တော့တယောက်နဲ့တယောက် sharing လုပ်တာကျွမ်းကျင်တယ်ကိုယ့်ရဲ့အားသာချက်ကဘာလဲအဲ့ဒီထက်ကဘာတွေလဲပြီးလို့ရှိရင်အချက်အပြုတ်တော်တဲ့လူဆိုလို့ရှိရင်လေကိုချက်နေတဲ့အစားအစာတွေဟင်းတွေဘာတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုချက်နေတဲ့အစားအစာတွေမုံတွေဟင်းတွေထမင်းတွေကိုအတိအကျလေးရိုက်ပြီးတော့မှကိုယ့်ရဲ့ဒီ online social မှာတင်မယ်ဆိုလို့ရှိရင်ကိုတင်လိုက်တဲ့ဗီဒီယိုကိုလူတွေကြည့်လာမယ်စိတ်ဝင်စားတဲ့လူရောစိတ်မဝင်စားတဲ့လူရောကြည့်လာတဲ့အခါကျရင်ကိုယ့်ရဲ့ဗီဒီယိုက view တွေတက်လာတယ်အဲ့ဒီတက်လာတဲ့အပေါ်မှာအခုခေတ်မှာဝင်ငွေတွေရှာနေကြတာလူတိုင်းသိပါတယ်လူတိုင်းလည်းတီးပြီးသားပေါ့နော်ဒါပေမဲ့အခုနပြောသလိုလူတွေမသိလိုက်တာအချက်တစ်ချက်ကကိုယ့်ရဲ့အားသာချက်ကို negative လိုမျိုးသုံးဖို့မေ့တတ်ကြတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့အားသာချက်ကို personal brand အနေနဲ့ကျမတို့အသုံးပြုဖို့မေ့သွားတယ်เนาะအဲ့ဒီအချက်ကိုကျမက Mrs. Page နဲ့ဒီဗီဒီယိုမှာကျွန်မ message ပေးချင်တာတခုကပါလဲဆိုတော့ social media မှာကိုတွေကတော့အသုံးပြုပြီးတော့မှဒီ social media နဲ့အသုံးပြုသွားလာမယ်ဆိုရင်ကျမတို့ရဲ့အားသာချက်ကဘာလဲကျမတို့ရဲ့အားသာချက်ကိုကျမတို့ကပြုပြင်ပြီးတော့မှကိုယ့်ရဲ့ negative လိုမျိုးအဲ့ဒီအားသာချက်ကိုကိုယ့်ရဲ့ personal brand အနေနဲ့ယူပြီးတော့မှအသုံးပြုပြီးတော့မှ negative လိုမျိုးအသုံးပြုမယ်ဆိုလို့ရှိရင်ထိတ်ဆုံးကိုရောက်တဲ့အောင်မြင်တဲ့သူဖြစ်နိုင်ပါတယ်လို့အမျိုးသမီးတွေကိုကျွန်မအားပေးစကားပြောချင်တယ်အမျိုးသမီးတွေကိုအားပေးချင်တယ်ပေါ့နော်ကျမတို့ကအမြဲတမ်းလူတွေရှေ့မှာပေါ့နော်ငါဘာမှမလုပ်တတ်ဘူးငါဘာမှမတော်ဘူးငါဘာမှမသိပါဘူးဆိုတဲ့အဲ့ဒီ no ဆိုတဲ့ပုံစံနဲ့ကျမတို့ကအသက်မရှင်ဖို့လိုတယ်နော်ကိုကမတက်ဘူးမတိဘူးဆိုလို့ရှိရင်လေတီးတဲ့လူတက်တဲ့လူစီမှာမေးမယ်ဗာလဲတင်ယူမယ်ဆိုလို့ရှိရင်0ကနေ hero အထိလေဖြစ်သွားနိုင်တယ်เนาะကျမတို့ရဲ့စိတ်ပဲကိုယ့်ရဲ့စိတ်ကဘလို့အမျိုး mindset လဲเนาะနေထိုင်ရင်းနဲ့ကိုတွေးလိုက်တဲ့အတွေးကကိုယ့်ရဲ့ mind ကဘလို့အမျိုးတွေးတာလဲเนาะ negative ဘက်မှာတွေးတာလား positive ဘက်မှာတွေးတာလားဆိုတာနဲ့ပဲဆိုင်တယ်เนาะကိုယ့်ရဲ့အတွေးကအမြဲတမ်း
positive thinking ပဲဖြစ်ရမယ် positive thinking ဖြစ်တဲ့လူကတချိန်ကြလို့ရှိရင်အဲ့ဒီကိုယ့်ရဲ့တွေးလိုက်တဲ့ positive thinking တွေရဲ့ရလက်ကပါလဲဆိုတော့အမြင့်ဆုံးကိုပို့ဆောင်နိုင်တာဖြစ်တယ်အဲ့ကြောင့်မို့အမြင့်ဆုံးကိုပို့ဆောင်ဖို့အတွက်ကိုယ့်ရဲ့ personal ကိုယ့်ရဲ့အားသာချက်ကို personal brand တစ်ခုအနေနဲ့တည်ဆောက်ပြီးတော့မှ negative လိုမျိုးအသုံးပြုပြီးတော့မှအောင်မြင်ခြင်းကိုအကုန်လုံးတက်လှမ်းနိုင်ပါစေလို့အားပေးစကားပြောချင်တယ်ကဲကျမရဲ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျမ page ရှင်တဲ့ message ကတော့ကိုယ့်ရဲ့အားသာချက်ကို personal brand အနေနဲ့တစ်ခု personal brand တစ်ခုအနေနဲ့တည်ဆောက်ပြီးတော့မှကိုယ့်ရဲ့ negative ကိုတည်ဆောက်ပြီးတော့မှကိုတက်ကြပါစို့လို့ကျမအဲ့ဒီ message page နဲ့ကျမရဲ့ဗီဒီယိုဟာတငယ်ချင်းတွေအတွက်အကျိုးဖြစ်မယ်ဆိုလို့ရှိရင် like and comment share ပေးနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးကိုဘိုင်နော်နောက်မှပြန်တွေ့မယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်ဘိုင်